မျိုးစုံရောင်းဝယ်ရေးပါဒီနေ့တော့ပါမမြောင်းပါနောက်နေ့မှလာဝယ်မလား host တော့ဒါရင်တော့ပြလိုက်လို့ဒီနေ့ပြောမယ့်အကြောင်းအရာဒီကောင်းကြောင်းတော့မဟုတ်ဂျီစုကိုင်ဆန်လက်တော့ anime တည့်ရလူတွေကမန်ဂါဖတ်တဲ့လူတွေကစိတ်ဝင်စားမယ့်အကြောင်းအရာတွေပဲထုတ်လုပ်ပြီးတော့ဂျီစုကိုင်ဆန်မှာ clan တွေပါတာတော့သိမှာပါအဲ့ဒီထဲမှာအင်အားကြီးဆုံး clan 3ခုကတော့ကာမို clan သွေးထင်းချုပ်ကြီးနီးပညာကိုထူးပြတာဖြစ်တဲ့ clan ကိုဂျို clan စက်တမအာယုံနဲ့အနိုင်မဲ့စွမ်းရည်နီးပညာထူးပြတဲ့ clan ဆိုပြီးတော့ပထမနှစ်ခုကမွေးကလေးကနီးပညာအသက်တွေပါလာပြီးသားဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်မျိုးလက်ဆင့်ကန်တဲ့နီးပညာတွေပေါ့သူတို့နဲ့မတူပဲတမှုထူးခြားနေတဲ့ clan ကတော့ Zennin clan မျိုးလက်ဆင့်ကန်နီးပညာအပြင်မှာကိုယ်တိုင်နီးပညာဂျီစုတာပြုနီးပညာတွေကိုအကုန်အားလုံးပေါင်းထားတဲ့ clan ပါသူတို့ clan အပြည့်စုံမဟုတ်ရင်တော့မှကြီးစုသူတွေအတိုင်းအတာတစ်ခုရှင်းလင်းသွားအောင်လို့ဒီဗီဒီယိုအထောက်အကူပြုမှာပါကဲဗီဒီယိုလေးမစခင်ပါမိုဘိုင်းလေးချက်ဂိမ်းဆော့ရတဲ့သူတွေအတွက်တည်င်းကောင်းတစ်ခုပါလိုက်ပြရစီကိုယ်တိုင်ဒိုင်းမွန်းတွေဝယ်ပြီးတော့စကင်ဖောက်ရတဲ့အစပေါင်းများစွာတက်တာစီပြီးတော့လိုချင်တဲ့စကင်တွေရမယ်ဆိုရင်ယုံပါလားဟုတ်ပါတယ်နားကြမလို့ပါတကယ်ရမှာပါလူကြီးမင်းတို့လိုချင်တဲ့စကင်တွေအစုလိုက်အပြုံလိုက်ရှိနေတဲ့ဂိမ်းအကောင့်ဝင်လိုက်ယုံနဲ့ဂိမ်းစကင်တွေကိုထမင်းဟင်းခုခတ်တယ်လို့တင်ရမှာပါအဲ့ဒါတွေကို Outran ကိုတိုင်းကစပစ်ပေးနေပါတယ်ယုံကြည်စိတ်ချမှုအတွက်စိတ်မှုပွားနဲ့တခုခုအမားယွင်းဖြစ်ခဲ့ရင်အဲ့ဒီအကောင့်ရဲ့တန်ဖိုး 80% အထိပြန်ပေးရပါအကောင့်တိုင်းကလည်းလာရောက်တဲ့သူတွေစီကတတိချာချာလေးစစ်စစ်ဝယ်ယူထားတာမို့လို့ရောင်းသူနဲ့ဝယ်သူကြားအချိန်ကုန်လူပင်ပန်းလက်တက်တာငွေကြီးကုန်ကြရလဲတက်တာစီပါတယ်စိန်ဝယ်ပြီးကိုလိုချင်တဲ့စကင်ကိုရဖို့ဖျားတနေမယ့်အစားဒီလိုကိုလိုချင်တဲ့စကင်ပါတဲ့ဂိမ်းအကောင့်ဝင်လိုက်တာပို့ပြီးတော့တည်ကြတယ်မဟုတ်လားရှင်အသေးစိတ်သိချင်တယ်ဆိုရင်မိမိအကောင့်ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ် Telegram Channel လေးကိုတော့အပြေးလာခဲ့ပါနော် Channel မှာလည်းနေ့တိုင်း giveaway ပေးနေတာမို့လို့ကန်ဆန်းလို့လည်းရပါတယ် link လေးကိုတော့ comment မှာပင့်ထိုးပေးထားပါတယ်Okay Zennin clan ဘက်ကိုပြန်လှည့်ရအောင် Zennin clan unit 3ခုနဲ့ဖွဲ့စည်းတာဖြစ်ပါတယ် The High Kukuru unit နဲ့ Akashi တို့ဖြစ်ပါတယ်သူတို့ရဲ့ဖွဲ့စည်းပုံအရင်ဆုံးမပြောခင်မှာမိသားစုအကြောင်းအရင်ဆုံးပြောပြပါမယ်နောက်ပြီးတော့ Zennin ကတော့ clan 26မှဦးဆောင်သူဖြစ်ပါတယ်ရှီဘူယာအစီဒန်မှာဂျိုကိုရဲ့မီးလောင်တိုက်သွင်းမှုကြောင့်ဆုံးပါသွားတာမို့လို့သူ့နေရာကိုဆက်ခံမဲ့သူကသူသားနာဝယာဖြစ်မယ်ဆိုတာကျင်းနေပါတယ်တေတန်းစာအရဆိုရင်နာဝဘီတိုမှာမွေးချင်းနောက်ထပ်2ယောက်ရှိပါတယ်အိုဂျီနဲ့အခြားအမည်မသိတယောက်ပါအဲ့ဒီအခြားသူကပဲတိုဂျီကိုမွေးခဲ့တာဖြစ်ပြီးတော့တိုဂျီရဲ့တာမေဂူမီယာတတိရှင်ကြားရှိနေတဲ့ကလန်ဦးစီးရမယ်ဆိုပြီးဖြစ်နေပါတယ်ဟမ်နောက်ပြီးရဲ့နီးပညာကတော့အမြန်နှုန်းအသားပြုတဲ့ရုပ်ပုံလွှာနီးပညာဖြစ်ပြီးတော့တစ်စက္ကန့်ကိုလှုပ်ရှားမှု24ခုလုံးနိုင်တဲ့နီးပညာပါတစ်စက္ကန့်မှာလက်သီးချက်ပဲတာမန်လူထိုးနိုင်ရင်သူက24ချက်ထိုးနိုင်ရဆိုတဲ့သဘောပါပြီးတော့နီးပညာကြောင့်ရန်သူစတန်ပေးနိုင်ပြီးတော့ခိတခဏခဲဝအောင်လည်းဖန်တီးနိုင်ပါသေးတယ်သူသားဖြစ်တဲ့နာအိုယာသူ့အဖေစီကနေထိုနီးပညာကိုတင် जा ပြီးအမွေရလာခဲ့ပါတယ်။ OG ဇန်နေကတော့မာကီနဲ့မိန်တို့ရဲ့အဖေပါ။သားသမီးထုံးကားတဲ့အခါသမီး2ယောက်ဖြစ်နေရမလို့ဇန်နေကလန်မှာနေရာမရတဲ့အပြင်အနေခံဆက်ဆံခံရတဲ့မိသားစုပါ။သူ့အနေနဲ့ခေါင်းဆောင်နေရာဝင်ယူလို့လည်းမရတာ cost energy ရော technique ရောသိမရှိတဲ့မာကီနဲ့အနေငယ်ပဲရှိတဲ့မိန်ကြောက်ပါ။သူ့ရဲ့နီးပညာကတော့ပုံရိပ်အောင်တစိန်ထားပါ။သူ့ရဲ့ချိန်သာနီးပညာနဲ့ဓာတ်ကောက်ပုံဖမ်းပြီးတော့ဝေးတနေရာကိုခုတ်ပိုင်းနိုင်ပါတယ်။စူကူနာရဲ့လက်နဲ့ပိုင်းနဲ့နီးပညာတွေတော့နည်းနည်းဆင်ပါတယ်။တခြားသောညီကိုတွေစီကမွေးလာတဲ့တိုဂျီကတော့ heavily restriction လို့ခေါ်တဲ့မြန်မာလိုပြောရရင်မြန်မာလက်နက်ပေါ့ခွန်အားနဲ့အမြန်နှုန်းပိုင်းမှာသူမတူတဲ့နှိုင်းမဲ့မြန်စံတဲ့ကောင်းကြီးကိုရထားတဲ့လူပါမန်ကတော့သူ့ရဲ့ဝိညာဉ်ကိုပေးပြီးတော့ထိုကြီးရဲ့ကောင်းကြီးရအောင်လို့မာကီကိုဖန်တီးပေးခဲ့ပါတယ်ထိုကြီးရဲ့ညီကတော့ဂျီနီဂျီလို့ယူဆရပါတယ်သူ့ရဲ့ညီပညာကတော့မဟာလက်တီလို့သတ်မှတ်ရပါမယ်ရန်သူအပေါ်စီကနေအားကောင်းလုံးနဲ့လက်တီချက်တွေကြားလာစေတာပါဒါဆိုရင်မိသားစုဖွဲ့စည်းပုံကောင်းကောင်းချိတ်သွားလောက်ပါပြီကိုလိုမျိုးတော့သူကဘလူးရဲ့ညီဦးလေးသူမဆိုရင်မျိုးတွေ live set နေပါနဲ့လဲပြီးရင်လဲနေပါအောင်မယ် Zennin clan မှာရှားအဖွဲ့ဝင်တွေလည်းရှိပါတယ်ချိုဂျူရိုရန်တာလိုဘူအာကီတို့ပဲဖြစ်ပါတယ်ဂျူဂျူကတော့မာပထဝီအာနာဂျိုးနီးပညာရတာဖြစ်ပြီးမြေကြီးကိုထိန်းချုပ်ပြီးတော့ရန်သူကိုတိုက်ခိုက်နိုင်ပါတယ်ရန်တာကတော့တခြားဘာသာနီးပညာဖြစ်ပြီးတော့ရန်သူလှုပ်ရှားလို့မရအောင်လို့သွင်းငါရဲ့ဆက်ဆုပ်ပြတဲ့နီးပညာဖြစ်ပါတယ်နိုဘူအာကီရဲ့နီးပညာကိုတိကျမဖော်ပြတော့ပါဘူးရှေ့ကပြောရတဲ့လူတွေထဲမှာဒါဟိုင်လို့ခေါ်တဲ့ထိပ်ပိုင်းကျင်းစာပညာရှင်တွေအဖြစ်ဂျီနီချီချိုဂျူရိုနဲ့ရန်တာတို့ကပါဝင်ပြီးတော့နာဝယာကတော့ခေါင်းဆောင်ပါနိုဘူအာကီကတော့ဂူဂူဖွဲ့ရဲ့ခေါင်းဆောင်တွေတာဝန်ထမ်းပါတယ်ဂူဂူဆိုတာတာမန်ကျင်းစာနီးပညာမရှိဘဲဓာတ်ရည်လန်ရည်ကျွမ်းကျင်အောင်လို့တင် जा ပေးတဲ့အဖွဲ့ပါမန်ရအရင်တော့အိတ်အဖွဲ့ရပါသူတွေလည်းမပါတဲ့အဖွဲ့ကတော့အာကာရှိလို့ခေါ်တဲ့အပေကန်အဖွဲ့ပါမာကီယိုလို့မြန်မာလက်နက်ပိုင်ဆိုင်ထားတဲ့လူတွေအစထူကောင်းကြီးမနှိုးထားခင်မှာတော်တော်လေးအားနေပါတယ်ထူကြီးကတော့အစတည်းကကောင်းကြီးပေးခံထားရလို့ထင်ပါတယ်ဘာမှထူခဲ့တဲ့အရာတွေမရှိရင်ထူအဖွဲ့ရဲ့တင်းခံရပါတယ်ဒါဆိုရင် Zennin clan ဖွဲ့စည်းပုံတည်သွားလောက်ပြီးထင်ပါတယ်ဒီလိုတည်ကြဖွဲ့စည်းရတဲ့ clan တစ်ခုကမာကီတယောက်ရဲ့လက်ထဲမှာဆုံးဆုံးဘာလို့မြုပ်သွားရတာလဲအဲ့ဒီမာကီကသူ့အဖေရဲ့လောက်ကြံမှုကြောင့်ကျင်းစာလက်ထဲမှာပိတ်ပြီးတော့တေအောင်ဖန်တီးလိုက်တာစပါတယ်မင်းကသူ့ရဲ့ကျင်းစာနီးပညာနဲ့ဝိညာဉ်ကိုပေးပြီးတော့မာကီကိုတိုဂျီလိုစွမ်းနေရစေခဲ့ပါတယ်အမျိုးသမီးတွေကိုနှစ်ရက်ဆက်တဲ့ clan လူသားချင်းတန်းတူဆက်ဆံတဲ့ယောက်ျားဖတာငါကွာဆိုတဲ့ငါတကူကောတက်တဲ့သဘောထားသေးတဲ့ clan အမုတ်ချပြခဲ့တာမဆန်းလာပါဘူး
လူသားချင်းစာနာမှုပြန်လည်နေပါကြပြီးတော့မိမိကောင်းဆောင်ဖြစ်ဖို့ဟင်းသားတွေပင်းကူတွေကူရဲကိုပိတ်ထားတဲ့အခါစက်တူသားစားကြတဲ့ပုံစံပါပဲကိုယ့်ရဲ့ဂုံဘုံကောင်းကျိုးအတွက်မိမိရဲ့သွေးသားချင်းချင်းတိုက်ခိုက်ရမယ်ဆိုရင်တော့လက်မနည်းဘူးသဘောထားတိတ်တိမ်နဲ့စိတ်ထက်ကန်ရှိတဲ့လူတွေကပေါင်းကြတာမျိုးဖြစ်ပါတယ်ခိုးဝါရီကြီးစိုးနေတဲ့ပုံဝင်ကြီးအကြောင်းလဲဖြစ်ဖို့ရအမြေကနေဖျောက်ပစ်တာကိုကောင်းပြီးတော့ပို့ပြီးတော့လက်တွေ့ကြရလို့မာစကီယာယူဆပါတယ်အမှန်ထက်ကတခါပြောရမြန်ယူရီလာပါတယ်အမှန်စကားလိုရင်းသွားတာမလို့မကောင်းတာပြောမွေးနေတဲ့လူသားတွေအတွက်ပြင်းစရာကောင်းပါတယ်ကိုယ့်ဘုကောင်းကျိုးဖန်တီးရဲ့စကားတွေကပြောဆိုတဲ့အခါဗဇက်ကလည်းမြင်လူမျိုးနှဝင်လဲခြူတဲ့အာတီတာရှိပါတယ်အမအောင်ထက်ကတခါပြောတဲ့အခါအမှန်ဖြစ်လာပြီးတော့မူဝါဒတစ်ခုအနေနဲ့မှဆွဲကပ်လာတာမဟုတ်ကလန်တစ်ခုလုံးမှာရိုက်သွင်းပေးလိုက်တာဖြစ်ပါတယ်ကြားထဲမှာဒန်းသူမထားတဲ့စာရိတ္တတွေအချင်းစာရိတ္တပိုင်းတွေနှိမ့်ကြနေတဲ့ကလန်ကြီးတုံးကြီးထဲမှာပါဖို့အတွက်အလွန်နှိမ့်ကြတယ်လို့မာကီယာသတ်မှတ်ထားပါတယ်သူနီးသူတူကြီးရောကလန်ကနေထွက်ပြီးတော့နေခဲ့ပါတယ်ဒီလိုမတူညီရဲ့လူဝင်နေတဲ့ပြဿနာတွေပေါင်းပြီးဖြစ်လာတဲ့အရှုပ်သေးပဋိပက္ခတွေကြားထဲမှာတူတာဖူဂျီဂူရိုမလေးစီချင်တာကြောင့်ကလန်ကပါထွက်ခဲ့ပါတယ်စနစ်မကောင်းရင်အဲ့ဒီစနစ်ထဲမှာကျင်လည်နေရတဲ့အခြေခံလူသန်းစားတွေအခမ်းအနားဆုံးဆိုတာမျက်မြင်ကိုတွေ့ပါပဲကလန်ရဲ့ကြာဆုံးခန်းကလည်းဒီလိုခြားစားနေတဲ့စနစ်ကြောင့်ပေါက်ဖွာလာတဲ့ခံယူချက်တွေကြောင့်လို့ဖြစ်နေပါတော့တယ်ကူလင်ဂိမ်းမရနာတက်ကွင်ဂျေစုကညာ CNC episode 3မှာထိုင်းကန်ဆာမှာပြောရတဲ့အရာတွေထဲမှာကူလင်ဂိမ်းကတော့အဓိကပါပဲကန်ဂျကူကဒီဇိုင်းဆွဲတဲ့ဂိမ်းတစ်ခုဖြစ်ပြီးတော့ချိန်သားပညာရှင်တွေလည်းပြောရရင်ဗဒယ်ရာရဲ့စော့ကြတဲ့သဘောပါပဲဗဒယ်ရာရဲ့ဂိမ်းဆိုတာကိုရှင်တန်မှုသတ်မှတ်ထားတဲ့ area နေမီထဲမှာစူးစမ်းရတာပါ like ပတ်ကြီးတို့ COD တို့ Fortnite တို့လိုပါချင်းသူလာကတော့အင်းချထားတဲ့နေမြေအတွင်းမှာပဲရှိပြန်ရတာပါစီးမြကတော့ရှိခုရှိပါတယ်ပထမတစ်ခုကိုယ့်ရဲ့နီးပညာစွမ်းရည်ရှိသည့်ဖြစ်စီမကြသေးခင်နိုးထားတာလေးဖြစ်တက်ကွင်းနဲ့ပါဝင်မယ်ဆိုရင်ပါဝင်သည်ဖြစ်ကြောင်းကြီးညားမှာပါအခုကျွန်တော်အင်္ဂလိပ်ပြောရမလားရတယ်ပြောနွန်ချက်ဘခွေးစီအသက်ကိုရှိချမီပပရဲ့ချမီနံပါတ်1နှစ်တရဆုံးရွေးပြီးတော့19ရက်ကြာပြန်ဆန်းရမှာပါစီးမြင့်တွေကိုဖောက်ပြရင်အကျဉ်းသာစွမ်းရည်တွေဖယ်ရှားခံရမှာပါနံပါတ်3ကျဉ်းသာပညာရှင်မဟုတ်တဲ့လူတွေအဲ့ဒီစုံနဲ့ရောက်နေကစားသူအဖြစ်သတ်မှတ်မှာပါနံပါတ်4ကစားသမားရဲ့အနေနဲ့ပြိုင်ဘက်တွေကိုတက်နှုတ်ခြင်းအမှတ်တရမှာပါနံပါတ်5အမှတ်တန်မှုတွေတလို့ပါဒီပညာရှင်တွေက9မှတ်တာမလူရဲ့တမတ်တင်သာကောင်တွေက9မှတ်ပါကိုကကီလိုနေနေခံရရင်ကိုရဲ့အမျိုးသားပေါ်မူတည်ပြီးအမှတ်တွေကိုနိုင်ရတဲ့လူကိုပေးတာပါကိုစုံလာတဲ့အမှတ်တွေလည်းပါဝင်ပါတယ်ဥပမာ UG ကအမှတ်20 UTA 25မှတ်ရှိပဲထားပါတော့ UG ကနိုင်ဝိုင်း25မှတ်အပြင်9မှတ်ပါထပ်ပေါင်းပြီးအမှတ်50ရောက်အောင်ပါပါဇာသမားအပတ်100ပြီးဝိုင်း game program ထဲမှာစီမင်းအသစ်တစ်ခုကိုထည့်ဖို့အတွက်တောင်းဆိုခွင့်ရှိပါတယ်နံပါတ်9မူလစီမင်းတွေကိုနှုတ်ပယ်ခွင့်မရှိပါဘူး game program ကစားသမားတွေစီမင်းတွေတောင်းဆိုတာမှန်တယ်အောင်လက်ခံရပါမယ်နံပါတ်10 19ရက်ပြီးလို့ကစားသမားမူလအမှတ်တိုင်းမပြောင်းလဲရှိနေသေးတဲ့ဆိုရင်ချိန်သာဆွဲရင်ဒီပညာဖယ်ရှားခံရမှာပါဒါပါပဲကဲကန်ချက်ကူရဲ့မရဏတက်ခွင့်ကြည့်ဖို့အတွက်အဆင်သင့်ဖြစ်ပြီလားကိုယ့်ကိုကာကွယ်ဖို့အတွက်ဆိုရင် no rule just fight or survive ပဲအခုအစီအစဉ်က episode 12ခုဆိုတာပတ်ဝန်းပဲရှိပါသေးတယ်ပတ်တူးကြရင်ဒီတက်ပူချမ်းတာတွေထပ်ချရမှာပါ